Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာအေးကအလုတ်ကအပြန်အေးရဲ့ channel လေးကိုလိုက်လည်ဖို့အတွက်လည်းခေါ်သွားပေးပါမယ်အားလုံးလည်းလိုက်လည်ပေးကြပါရှင်ဒါလေးကတော့အေးတို့ channel ကိုဝင်မဲ့လမ်းလေးပါလမ်းရဲ့ဘယ်ဘက်မှာရှိတဲ့ channel မှာကြောင်မှုပင်လေးစိုက်ထားပါတယ်ခေါင်းရချမ်းပေါ့ဒါလေးကတော့ကြောင်ညာပင်လေးပါလမ်းရဲ့ညာဘက်မှာရှိတဲ့ channel ထဲမှာလည်းတီးပင်စားပင်စိမ့်စိမ့်ဆူဆူပင်လေးရှိပါတယ်ဒါလေးကတော့အေးတို့ channel စပြီပေါ့နော်ဒီ channel မှာဆိုလို့ရှိရင်ဓာတ်မင်လေးတွေပေါင်းနေပါပြီခုဆိုရင်ကုသပြုဖို့အတွက်သူတို့လည်းပါရမီဖြည့်တဲ့အလေးတွေပေါ့နော်ဒါလေးကတော့အေးတို့ channel ဝင်မဲ့အပေါက်ကလေးပါဒါကတော့အေးတို့ channel နောက်မှာအိမ်လေးတွေရှိသေးတယ်အေးတို့ channel ကအမွေဆိုင် channel လေးဆိုတော့အဲ့လိုကန်ပြီးတော့အမွေတွေဝင်လိုက်ကြတဲ့အခါလမ်းလေးကအဲ့လိုလေးဖြစ်သွားပါတယ်ဒါလေးကတော့အေးတို့ channel ကိုစဝင်ပါပြီလမ်းမင်မှန်သမျှအကုန်စိတ်ထားပါတယ်တောင်းပြီးဒါလေးကအေးတို့ channel ပါတနေရာချင်းစီပြပေးသွားပါမယ်ဒါတော့ခေါင်းဘက်ကလေးကိုရင်ပြပေးမယ်ပေါ့နော်ဒါလေးကတော့ခေါင်းရင်းမှာရှိတဲ့အပင်လေးတွေပါရှင်စိတ်ထားလေးတွေ့ရင်အကုန်တောင်းပြီးတော့စိုက်ပါတယ်နေ့စီပင်လေးလက်ဆောင်ရတာမွေးနေ့လက်ဆောင်ရထားတဲ့နေ့စီပင်လေးပေါ့နော်အဝါရောင်လေးလည်းရှိတယ်โอเคကြိုးရောင်လေးလည်းရှိတယ်မိတ်ကက်ရောင်လေးလည်းရှိတယ်ဒီမှာမိတ်ကက်ရောင်လေးပွင့်နေပြီအဲ့လိုပွင့်လာခိုင်းလိုက်ကြည့်သေးလားအဲ့ပြတခြားဗမာနေ့စီပန်းရောင်နေရောင်လေးလည်းရှိတယ်အနေရဲ့ပွင့်ကြီးလည်းရှိတယ်ဒါလေးကတော့ချစ်တငယ်ချင်းပေးထားတယ်ငကမောက်ပင်လေးပါအောက်မှာဆက်ဆောင်ပင်လေးလည်းရှိတယ်ရလာပင်လေးရှိတယ်အဲ့ပေါ်မှာတရုတ်လေးစီပင်လေးရှိတယ်ဒါမရိုက်လိုက်ရလို့ရလာပင်အာဆီယံပင်လေးဒါတော့ချစ်ကြီးပေးထားတယ်နှင်းစီပင်မိသားစုနှင်းစီပင်လေးပါပွင့်နေပါပြီဒီဘက်ကနှင်းစီပင်လေးကတော့ဆရာလေးပေးထားတဲ့နှင်းစီပင်လေးပါသူကတော့အားရမရှင်းတော့တည်းရရှင်းတော့နက်ပင်လေးလည်းရှိသေးလားခြံထဲမှာပေါ်ဆုံးအောင်နက်ပင်ပဲဗရိန်ကိုပန်းလို့ခေါ်တဲ့ဗရိန်မနိုင်ပန်းလေးတွေကလည်းပွင့်နေပြီနည်းသေးလေးသိနေသေးလားမမဲသေးခြံထဲမှာစကရနံပါတ်ကောင်းရှိပါတယ်ပြီးတော့နောက်ဖေးဘက်ကိုရောက်လာပြီပေါ့နော်ဒါတော့ခေါင်းရင်းနောက်ဖေးဘက်ကိုရောက်လာအဲ့မှာတော့ဒါလေးရတော့ဆရာကြီးပေးထားတဲ့ရှူဂူရန်ရဲ့ပင်ဒီအပင်ကတော့မယမ်းပင်ပေါ့နော်ချစ်ပတ်ပါကြီးရဲ့အမွေးဒါကတော့အမေစိုက်ထားတဲ့ဗမာတမယာသီးလို့ခေါ်တာပေါ့တမယာသီးလေးကစုံမင်းလေးလည်းရှိရသေးလားတောက်တော့မရခုတော့ခတ်လို့ရတယ်အဲ့ပြီးတော့ရွှေပန်းငွေပန်းပင်လေးလည်းရှိရဗရိမနိုင်မင်းတွေကတော့မြေးရှိတဲ့နေရာအကုန်ခွက်စိုက်ထားပဲချစ်မိရနောက်ဖေးဘက်ကိုရောက်လာပြီပေါ့နော်ဒါအိမ်နောက်ဖေးဘက်ဓမောပင်လေးလည်းရှိရကောမင်းတောက်တော့မရရလည်းရှိရဒါတော့ကြောက်ဖျုံပင်စင်မထုံးတရက်ပင်ပေါ့တင်တာဒါမန္တလေးရင်ခွဲတရက်ပင်ပေါ့နော်နောက်မှာပိန်းဥစားတဲ့ပိန်းပင်လည်းရှိတယ်ပြီးတော့ဝါဥပင်လည်းရှိတယ်နည်းနည်းပင်တွေကတော့နေရာတိုင်းမှာပဲပရိမဏပင်တွေလည်းနေရာတိုင်းမှာပဲရွှေတောင်ဝင်လာပင်တွေလည်းရှိတယ်ပြီးတော့တမယာပင်မှာဗမာတမယာတိလည်းရှိတယ်ငွေတမယာပင်လည်းရှိတယ်ပြီးတော့ဒါသမောပဲစပယ်ပဲနားမှာသမောပဲပေါ့ဒါကလေဒါလေးကရှောက်ချိုပင်အသီးလေးတွေတီးနေပြီးစုပုတ်ပင်လည်းရှိပါတယ်စုပုတ်ပင်ကဒါကတော့အင်းရဲ့ချင်းဘက်ကိုရောက်သွားအင်းအနောက်ဘက်ပေါ့နော်ပရိမဏပင်လေးလည်းရှိပွင့်နည်းနည်းပင်တွေကတော့နေရာတိုင်းခြံစည်းကိုပတ်လည်းမှာရှိပါတယ်နည်းနည်းတီးရဗမာတီးဆိုတော့အရင်တော့မချောဘူးဒါကတော့အေးလိုရေရှိုးတဲ့နေရာလေးပါတဘာဝရေတွင်းလည်းရှိတယ်မီးပြိုင်လည်းပူကြမလို့ဘိုးဘွားတဲ့လက်ထက်တည်းရရေတွင်းလေးဒီလိုပန်းတွေလည်းရှိရသေးလားဒီမှာတစ်ခါပွင့်နေပြန်ပြီအမှလည်းဆုံးလို့ပဲခတာပန်းပင်လည်းရှိရပြီးတော့စောစိန်ပန်းလည်းရှိရစောလုံးပန်းလည်းရှိရဒီမှာခတာပန်းတစ်ခါကျန်သေးပြီးတော့အောင်တပြေပင်လည်းရှိဒါဇီယာအုပ်ဘလို့ခေါ်ရပေါ့နော်ဇီယာပန်းပင်ဒါစပယ်ပင်နဲ့ချစ်အမေရဲ့တန်ရောစင်မဖြစ်နိုင်တော့စပယ်ပင်တွေပါဒီမှာလည်းနနက်ပင်တွေရှိရပဲခြံစည်းပတ်လည်းမှာရှိပါတယ်နနက်ပင်က
ကမွန်စင်ပင်တွေလည်းရှိရဲဝါဟုတ်ပင်တွေလည်းရှိရဲအမေကတော့မြေကြီးရှင်အကုန်ဆိုင်တယ်စင်နေရကြတာမကြတာတွေတော့မသိဘူးအရှိမစူပုတ်ပင်လည်းရှိတယ်ဒါရေရှိုးတဲ့အနာကရွှေပန်းကိုပန်းပင်မှာပွင့်နေပါပြီကုသိုလ်ပြုတဲ့အခါမှာသူတို့ကပါရမီဖြည့်ပတ်ကလေးတွေပေါ့နော်မြဲတမ်းညနေဖျားရှိခိုးမဲ့ဆိုရင်ကိုချန်နေရပန်းနေတယ်မှုေးနေရတယ်ဒါအင်းရဲ့နောက်ဖက်အိမ်နဲ့ရေချိုးတဲ့ဂျားထဲမှာရှိတဲ့မြေကြီးမှာစိုက်တာပါရှင်အမပရိမနိုင်မင်းလည်းရှိတယ်ငရုတ်ပင်လည်းရှိတယ်တမောပင်လည်းရှိတယ်တမောပင်လည်းရှိတယ်အသေးသေးကတော့မသိသေးဘူးမှပွင့်အရှိမလေးဆောက်ရှုပ်ပဲရှိရတယ်ဒါအမေတို့ငယ်ငယ်လေးဆောက်ရှုပ်ပင်အဲ့တော့အပေါ်ပိုင်းလေးကနည်းနည်းတော့သေးနေပြီဆောက်ရှုပ်ပင်ပေါ်မှာကွန်ပင်တင်းထားလည်းရှိရပြီးတော့ဘာခေါ်တစ်ခွပင်နဲ့တင်းထားရှိရဒါကတော့အရှိဘက်ကိုရောက်သွားပါပြီစူပုတ်ပင်ရှိရစူပုတ်ပင်အမပရင်မနိုင်နေရှိတာပဲဒါကတော့ဇွန်ပန်းယုံမှာသူများနေပွင့်နေပြီအင်းကဇွန်ပန်းကမပွင့်သေးပါဘူးဥမာအခုလေးဖူးတော့မရှိပါသေးရဲ့ဒါဈေးပင်မှာအင်းရှိမှာဈေးပင်ရှိပါတယ်အသီးလေးတွေလည်းစားပါတယ်စားလို့လည်းကောင်းပါတယ်ဒါပေမဲ့အမိုက်လည်းရှုပ်တယ်လေဒါဈေးပင်ကအရွက်လည်းကျွေးတယ်စူးတွေလည်းကျွေးတယ်အောင်မှာနှင်းစီဖြူရောင်ပင်လည်းရှိရတပည့်ပင်တွေလည်းရှိရတခြားပန်းပင်တွေလည်းရှိရဒါလေးကဩဇာပင်အသီးလေးတီးနေပြီဒါအင်းရှိဘက်ကိုရောက်သွားပါပြီဒီလိုပန်းပင်တွေလည်းရှိပါတယ်ဒီလိုပန်းပင်တွေလည်းရှိပါတယ်ပန်းပင်တွေကတော့ဘာလဲမသိနာမည်တီးတာတွေမသိတာတွေဆုံးနေရတယ်လာအကောင်တောင်းဆိုင်ပါတယ်သဘောကျအကောင်တောင်းဆိုင်ပါတယ်အရှိမစူပုတ်ပဲတပည့်ရှိပြန်တယ်ဒီဟာကလည်းမလာရတဲ့ကထားမှာသဘောကျလို့သူများရှယ်တောင်းဆိုင်တာရှင်းပြီးပွင့်နေပြီအမှမြင်းတဲ့တိုင်းမှာပဲနနက်ပင်တွေကတော့နေရာတိုင်းမှာရှိပါတယ်ဒီလိုရွက်လာပန်းပင်တွေလည်းရှိပါတယ်ရှင်ဒါလေးကတော့ရန်သဘောကျပါတော့ယူဇနာပန်းပင်လေးပါယူဇနာပန်းမလေးအပင်တော့အရင်ကြည့်လို့ဒါပေမဲ့သူကပွင့်တပင်လုံးပွင့်ပြီးတော့မှုေးနေရတယ်အင်္ဂါသူတွေကသူ့ကိုကြည့်တယ်သူမိုးဆက်မဲ့ဆိုရင်သူကအမြဲတမ်းပွင့်တယ်မိုးရတော့မှဆိုသူကပွင့်လာပြီသူ့ကိုမိုးလေဝသဘေးတင်ဟောတဲ့အပင်ဆိုပြီးတော့အမေကတတ်မှတ်ထားဒါလေးတွေကတော့၄နာရီပန်းလို့ခေါ်တဲ့ညစ်စုပန်းလို့လည်းခေါ်ကြတယ်တချို့ကလေအေးဖက်ဖះရှိခိုးကုသိုလ်ပြုတဲ့အခါမှာသူတို့အမြဲတမ်းပကံလေးထဲမှာစီးပြီးကပ်ပါတော့ကုသိုလ်ပြုပါလေးတွေပါအကြံခဲ့တဲ့ကျမရဲ့တရုတ်နှင်းစီလို့ခေါ်တာတရုတ်စကားလို့ခေါ်တာအပင်လေးကိုလည်းထည့်ပြီးကြွလိုက်ပါတယ်ရှင်အေးရဲ့ channel လေးကိုလိုက်လေရတာစိတ်ကြည်ရှင်လန်းသဘောကျရဆိုရင်အေးရဲ့အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေးစေပြီးရင် report လေးနဲ့ share ပေးပါအောင်ရှင်အားလုံးကိုချစ်ပါတယ်အဆုံးထိလိုက်လေပေးလို့အားလုံးကိုအာရီဂါတိုကိုဆိုင်မာဒိုင်စုကီနောက်ဗီဒီယိုလေးမှာဆက်တွေ့ပါမယ်နော်